ကျွန်တော်တို့တွေနောက်ဆုံးအနေနဲ့ဂိမ်းတစ်ပွဲဆော့ခဲ့ကြတယ်ဒါပေမဲ့တကယ်နောက်ဆုံးဆိုတာဘယ်သူမှမသိခဲ့ကြဘူးတာမန်ညာလေးတညဒီတငယ်ချင်းတွေပဲဒီလူတွေပဲဒီဂိမ်းတစ်ခုထဲမှာပဲနော်ငင်းလိုက်ခုံလိုက်ဆဲလိုက်ဆိုလိုက်နဲ့အသေးအသားမပြောဘယ်နိုင်ထိုးနေပြီလဲဂိမ်းမဆိုင်မနေ့ပြန်ဘာဖြစ်မလဲမသိဘူးအသေးအသားဆော့နေကြတာပြောမဲ့တာပြောတာအဲ့အရာတွေကဟိုပြောခဲ့ရတဲ့အချိန်တွေပေါ့နော်အဲ့လိုနဲ့ဂိမ်းဆော့နေတဲ့တငယ်ချင်းတွေတည်းကတဲရောက်ကနေပြီးဒါပြီးငါအိတ်တော့မှာကွာဒါနောက်ဆုံးဂိမ်းပဲတော့ကျန်တဲ့တငယ်ချင်းโอเคပေါ့ဆော့ကြပြီးတော့တရားပြီးတရားအောက်သွားကြပြီးကျွန်တော်လည်းထိုးအိတ်လိုက်တာဒါပေမဲ့အဲ့ဒီကနေစပြီးတော့သူတို့တွေနဲ့ကျွန်တော်ဂိမ်းတစ်ပွဲမှမဆော့ပြတ်တော့ငယ်တော့လေကြုံဘူးလေကျွန်တော်ရွာမှာတငယ်ချင်းတွေအဲ့လိုဘောလုံးကန်လိုက်ချင်းခတ်လိုက်ပြီးတော့ဟိုပြောကြဒါပြီးရင်တော်ပြီဒါနောက်ဆုံး draw မဲ့ဟိုဒါပြီးအမေခွန်တွေတို့သွားရတော့မယ်ပြီးမတွေးတော့သူတို့နဲ့ကြီးလာတဲ့အတိုင်းပဲကျွန်တော်တို့ဒီ video game တွေဆော့ကြတယ်တို့တကောက်တဲ့ counter ပြတဲ့ PUBG ပေါ့နော်တခြား mobile game တွေဆော့ကြတယ်နောက်ဆုံး game ကျွန်တော်ပြောကြ last ဆိုပြီးလည်းပြီးတော့ဆက်မဆော့ဖြစ်တာအဲ့ဒီမှာမတင်မကြိုင်ဘူးတကယ်တမ်းပြောရရင်ဟိုဒီ game ဆော့တယ်ဆိုတာတော့ game ဆော့နေတဲ့အချိန်မှာကျွန်တော်တို့ဟိုအပြင်လောကတကယ်ဖြစ်ပျက်နေတယ်ဥပမာအစင်မပြေတာတွေစိတ်ဆင်းရဲစရာတွေဘာမှကောင်းတယ်မရှိတော့ဂိမ်းဆော့နေတဲ့အချိန်မှာဂိမ်းထဲမှာအာရုံရောက်ပြီးတော့ဆော့နေတာဖြစ်တဲ့အတွက်ဟိုပြောရမယ်ဆိုရင်တကယ်ကျွန်တော်တို့ဘဝရဲ့ပျော်ရွှင်စရာအကောင်းဆုံးအချိန်တွေထဲကတစ်ခုလို့ပြောလို့ရတယ်ဟိုဂိမ်းရှုံးလို့လောင်တာတတ်ပေါ့နော်အဲ့ဆိုလို့ရှိရင်အဲ့လိုပျော်ရွှင်စရာအကောင်းဆုံးချိန်တွေထဲကတစ်ခုကိုကျွန်တော်တို့အတူတူဖြတ်တန်းခဲ့ရတဲ့တငယ်ချင်းတွေဆိုတာဟိုအနည်းနဲ့များတော့တန်ရုံးစီရှိကြတယ်အဲ့တော့သူတို့ကိုကျွန်တော်တို့အဲ့လိုကောင်းကောင်းမနှုတ်ဆက်ခဲ့အောင်တကယ်တော့နောက်ဆုံးဂိမ်းမှာတေးချတယ်ဆိုရင်ဖြတ်တန်းခဲ့ရတဲ့အချိန်တွေကိုအကြောင်းပြန်ပြောမယ်ဘယ်လိုတွေးခဲ့တယ်ဘာလဲတေးချပြောပြီးတော့မှနောက်ဆုံးဂိမ်းကိုတိတိကျကျလေးဆော့ပါပြီးတော့မှနှုတ်ဆက်ကြမှာပေါ့ရာဟုတ်ကဲ့ရတခါတည်းတော့ဘယ်လိုနားလဲလို့မရဟိုတနေ့ကကျွန်တော်ဒီ Steam account ပြန်ဖွင့်ကြည့်ပြီးတော့ဒီ friend list တွေကြည့်ကြည့်တာဒီလူလည်းသိတယ် friend အယောက်120ကျော်ရှိတယ်120ကျော်လုံးနဲ့ကျွန်တော် game တူကစားခဲ့ပူတယ်တကယ်မဟုတ်တကယ်နဲ့မှတွေးခဲ့တဲ့လူတွေကြီးပဲဒါပေမဲ့သူတို့နဲ့နောက်ဆုံးဘယ်တော့မှကစားခဲ့လဲဘယ်လိုနှုတ်ဆက်ခဲ့လဲဘယ်လိုmemory call လို့မရအခင်းဆုံးဖြစ်ခဲ့ပါတယ်ဆိုတဲ့လူနဲ့တောင်မှလူတွေရှိရလက်ချိုးယူရတယ်သူတို့တွေတောင်မှဘယ်လိုနှုတ်ဆက်ခဲ့လဲဘယ်လိုမှပြန်စဉ်းစားလို့မရအဲ့နဲ့ကျွန်တော်ဟိုငငယ်တော့ဖတ်ဖူးတဲ့စာလေးတစ်ခုသွားတတိရစာရေးတဲ့လူတော့မသိတော့ရေကန်တွေကဘေးတာပင်တွေဟာတဲ့လေကြောင့်ပဲကျွန်တော်တို့စုံစည်းကြသလိုတဲ့လေကြောင့်ပဲကွဲကွာကြတယ်အဲ့လိုပဲတဲ့ဒီလောကကြီးထဲမှာရှိတဲ့လူတွေကလည်းကံကြောင့်ပဲစုံစည်းကြသလိုကံကြောင့်ပဲခွဲခွာကြရတယ်အဲ့တော့လမ်းခွဲခြင်းဆိုတာတဲ့ဝမ်းနေစရာမဟုတ်ပါဘူးဆိုတာသွားတတိရဒါပေမဲ့ကျွန်တော်ဝမ်းနေနေတာတော့မဟုတ်မျိုးပဲ